ပကံဟိုတယ်တခုမှလူတက်မှုတခုဖြစ်သွားတယ်ပေါ့နော်အကြောင်းရင်းကကောင်မလေးကသူ့ကောင်လေးဖောက်ပြန်တာကိုသူတို့အဲ့ဟိုတယ်မှာရှိနေတဲ့အချိန်တွေမှာတိလိုက်တော့အဲ့ဟိုတယ်ထဲမှာတခါတည်းရှော့ခဲ့တာပေါ့နော်ဆိုတော့အဲ့ကောင်လေးကမကျွတ်မလွတ်ဖ ೇನೆ အဲ့ထဲမှာသူ6နေတယ်ပေါ့6လှန်နေပေါ့ပြောမယ်ဆိုလို့ရှိရင်ဒါအစိမ့်သေးလို့ဖြစ်သွားတာပေါ့နော်အဲ့မှာသွားပြီးတော့တဲမိတယ်အဲ့ဒီအခန်းထဲမှာသွားပြီးတဲမိတဲ့ဒီညီမလေးကအိမ်တို့ဒါကိုဖြစ်ရမှဇလန်းအကြောင်းနေနဲ့ပို့ပေးထားတာပေါ့နော်ဆိုတော့ဘယ်လိုစလဲဆိုတော့သူတို့ကဒီ budget save ဖြစ်တဲ့ hotel လိုက်ရှာနေကြတာ Google မှာလိုက်ရှာနေတဲ့ဒီပုံဒီ hotel ရဲ့ပုံတွေကိုတွေ့လိုက်တဲ့အခါကျတော့ဈေးရလည်းအဆင်ပြေတယ်ဆိုတော့သူတို့ဒီမှာပဲတဲမယ်ဆိုသူတို့ဆုံးဖြတ်လိုက်ကြတာပေါ့နော်အဲ့ဒါအခန်းငါးခန်း booking လုပ်ထားလိုက်တယ်အဲ့လိုနဲ့ဟိုကိုသူတို့ရောက်သွားတယ်ပေါ့နော်ရောက်တော့ခါကျတော့အဲ့ hotel တွေကိုခြေချလိုက်တဲ့ကတခုခုတစ်မျိုးကြီးဖြစ်နေပေါ့တလားအဲ့လိုခံစားချက်မျိုးခံစားနေရတာပေါ့အဲ့မှာသူတို့ကတိုးဂိုက်လည်းငှားထားသေးတယ်ဇလန်းကအဲ့တိုးဂိုက်ကဒီ hotel အကြောင်းကိုသိနေတာသိလား hotel ကဒီမှာသူတို့လူတမှုရှိတယ်ဘာကြောင့်သူတို့သိနေပါသူတို့မပြောဘူးပေါ့လေသိရမလားအဲ့ဒါမဲ့သူတို့လွှတ်ထားပေးတာပေါ့နော်အဲ့လိုနဲ့ပထမညမှာတယ်သူတို့စပြီး6ခံခဲ့ရတာပေါ့နော်အဲ့မှာသူ့အကိုနဲ့သူနဲ့အခန်းတစ်ခန်းရတယ်ရတဲ့အခန်းကသူတို့ hallway နဲ့နေတယ်အပြင်ဘက်မှာဆိုသူတို့အခန်းအစွန်ပဲဟိုဘက်မှာတော့ပဲရှိတော့တာပေါ့နော်အဲ့နဲ့သူတို့ဘုံတော်ကညဖက်ကျတော့သူတို့အိတ်မပြောတော့ကျတော့စကားထိုင်ပြောနေကြမနေ့2နာရီထိုးသွားတယ်မနေ့9နာရီဆိုထပြီးတော့သူတို့သွားမှာပေါ့နော်သူတို့ရှောက်လဲမှာပါညာဆိုပေမဲ့မနေ့2နာရီထိုးတဲ့ဒီသူတို့စကားထိုင်ပြောနေကြမထူးတော့ဘူးပေါ့နော်မနေ့လည်းဘယ်တော့မှမကြံတော့အဲ့ရမှာအဲ့ဒါဆိုအိတ်ကြဆိုသူတို့အိတ်ဖို့လုပ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ဟိုရုတ်တရက်အိတ်ဖို့လုပ်တဲ့အချိန်ကျမှဒီနေရမှာကပ်ပြီးထွန်းတာသူ့အကိုဘက်ချက်မှာရှိတဲ့ဒီနေရမှာထွန်းထားတဲ့မီးကစပြီးတော့ခတ်လာတာကစားလာတာပေါ့နော်ဖလက်ဖြစ်လာတော့ဒီကောင်မလေးကတော့နေပြီးသူတို့เนี่ยဆိုတာလေသူတို့လည်းဘာမှမလုပ်ဘူးဆိုတော့ကြောင်သွားပါတည်းမှာအဲ့နဲ့သူကဘာမှဖြစ်အိတ်ဆိုဒီကောင်မလေးလည်းအိတ်သွားပေါ့နော်အဲ့လိုနဲ့မနက်9နာရီအလန်းတို့တော့ကျွန်တော်ဒီကောင်မလေးထပြီးအလန်းကိုပိတ်တယ်အဲ့လိုပိတ်တဲ့အခါမှာဒီဟိုတယ်ရဲ့အခန်းပုံစံကိုပြပြမယ်တကားကအပေါ်ကဒီ clear glass နဲ့လုပ်ထားတာအဲ့တော့ကျတော့ဟိုဘက်ချက်မှာဘယ်သူရှိလဲဆိုတော့မြင်ရတယ်တိလားအရင်ကြီးတော့မဟုတ်ဘူးဒါပေမဲ့ဟိုဘက်ချက်မှာလူရက်နေတဲ့အိမ်လေးတည်းအခုပန်းအောင်ဆိုလို့ရှိရင်အဲ့ပန်းအောင်ပုံစံမျိုးမြင်နေရတယ်ကွာဒါပေမဲ့ဝါဒတာကြီးပေါ့တည်ရမလားအဲ့တော့ဒီညီမလေးကတော့အလန်းပိတ်ပြီးတော့ပြန်လှဲနေချိန်မှာတော့အပေါက်မှာအိမ်အဖြူနဲ့လူတက်ကိုတွေ့လိုက်တာသူ့ဖေကလည်းမနေ့ကအဖြူဝတ်ထားတော့သူ့ဖေသူတို့လာနှိုးတယ်လို့သူစိတ်ထဲမှာတော့ထင်လိုက်တာအဲ့လိုနဲ့တော့ဒီမြင်လိုက်ချင်းပဲတော့ဂရင်မွန်းနေစင်အဲ့ချင်းမူလူကလည်းဖြစ်နေပါတော့ဂရင်မွန်းနေစင်ပြီးတကားကိုဖွင့်ပေးဖို့ဆိုသွားတဲ့အချိန်မှာဘာမှမရှိတော့ပြီးတော့ရက်နေတဲ့ပုံစံလည်းနည်းနည်းထူးဆန်းနေတဲ့ဒီလိုမျိုးပခုံးမြင်ရတယ်လို့ကြဲပြီးတော့ဒီလိုခေါင်းရွံဒီလိုခိုင်းဆိုင်ချထားတဲ့ပုံစံကြီးနဲ့ရက်နေတာပေါ့နော်အဲ့တော့ ਨੇ ဒီညီမလေးကနေပြောသူသူ့ဖေကိုဖုန်းဆက်ကြည့်မယ်ဆိုပြီးသူ့ဖေကိုသူဖုန်းဆက်လိုက်တဲ့အခါကျတော့သူ့ဖေကပြန်အိတ်နှင်အောင်ပေါ့ဒီမှာမထားလိုက်အောင်လို့ဆိုပြီးသူ့ကိုပြောလိုက်တယ်ပေါ့နော်အဲ့မှာသူကအရန်လန့်ပြီးကြောက်နေပြီတည်မလားပြောမယ်ဆိုအဲ့လိုပုံစံကြီးသူမြင်လိုက်တာသူမှန်တော့မကြည့်ရတော့ဘူးတဲ့အဲ့နဲ့သူမနေ့ morning breakfast စားတဲ့အချိန်မှာသူ့အမေကိုပြပေါ့နော်အမေသူတို့ဖြစ်တယ်ဆိုသူ့အမေမယုံသူပြောတဲ့အချိန်မှာမယုံအဲ့တော့မှသူ့အကိုကဘာထပြောလဲဆိုတော့ကျတော့ဟွာတဲ့အမေတဲ့သူတွေမဟုတ်ဘူးပေါ့နော်သူကည2နာရီမနေ့2နာရီကလေးက तू အဲ့မှာစပြီးကြောရတာသူတို့အိတ်မယ်ဆိုတော့သူညီမလေးအိတ်ပြသွားတဲ့အချိန်မှာတဲ့သူတို့ရဲ့ဒီ hallway အပြင်မှာတဲ့တပြက်စီးလဲနေရတယ်မနေ့3နာရီလောက်ကြီးဟိုတော့နက်နေမနေ့3နာရီလောက်တော့ထပြီးတော့တပြက်စီးတော့မလဲပါဘူးတည်မလားအဲ့မှာတပြက်စီးလဲတယ်ပြီးတော့အိတ်နေအောင်ဒီလိုလက်သေးနဲ့သူတို့ချစ်တဲ့အတန်တွေလေအဲ့လိုအတန်တွေကြားရတယ်ပြီးတော့လို့ရှိရင်အဲ့ဒီမှာအဲ့နာမှာရေကူးကန်တဲ့ဟိုရေတွေခုံဆင်းပြီးချိုးပြီးတော့အဲ့လိုမျိုးလေတောင်းညမ်းနေတဲ့အတန်တွေပေါ့တည်မလားဟာအဲ့လိုတစ်ခုပွဲခံနေတဲ့ပုံစံမျိုးပေါ့တည်မလားအဲ့လိုအတန်တွေသူကြားနေရတယ်ပေါ့နော်ပြီးတော့အဲ့အစိုးဆုံးကနိုင်ရန်တွေကိုလက်သေးတွေနဲ့လာချစ်အဲ့လိုမျိုးတွေဖြစ်နေတာပေါ့နော်အဲ့တော့ခါကျတော့တွားနေပြီသူ့အမေပြတော့အဲ့တော့သူ့အမေလည်းဒါဆိုယုံသွားပြီးတော့သူကအိတ်နေချင်းပဲဟောတော့ပြောင်းသွားတာသူပထမဆုံးစတဲညမှာလည်း၆ခံပြီးတော့ဟောတော့ပြောင်းသွားပေါ့နော်အဲ့ဒါအစားတော့သူတို့ကမပြောင်းမနဲ့ဆက်နေအောင်မလို့သူတို့ရဲ့ဟိုတယ်အဲ့ဒီသူတို့ငှားထားတဲ့ပကံကိုက်ကနေပဲပြလိုက်တာဟုတ်တယ်ဒီထဲမှာရှိရပေါ့နော်ခုနကပြောခဲ့သလိုပဲဒီကောင်လေးကတေသွားတာအဲ့ဒီမှာသူကောင်မလေးကသူ့ရှော့လိုက်တာပေါ့ပြောမယ်ဆိုလို့ရှိရင်သူဖောက်ပြန်နေတာကိုတိတော့သူတို့ဒီလာတဲတဲ့ဒီအခန်းမှာပဲသူ့ကိုအဲ့လိုမျိုးလှုပ်လိုက်တာအဲ့ဒါအကောင်ကြီးကအစိမ့်တည်ပြီးတော့မကျွတ်မလွတ်ပဲနဲ့သူအဲ့လိုလိုက်ပြီး6လှန်နေတာပေါ့နော်ဆိုတော့ဖောက်ပြန်တဲ့သူတွေလည်းသတိထားပါပကံမှာသွားပြီးတော့ဟိုတယ်မှာတော့တဲမယ်ခီးသွားနေသူတွေလည်းသတိထားကြပါသိလားမလားပြီးတော့ပကံမှာတရေခဏချုပ်ပြီးဆိုတော့လေအိမ်လေးကိုလာပြထားတဲ့သူတွေဆိုလို့ရှိရင်တော်တော်များတယ်သလားပကံမှာချုပ်တဲ့တရေတွေလည်းတော်တော်ကြမ်းနေဆိုတော့တခြားဟာတွေလည်းအိမ်လေးထပ်ပြီးတင်မှာမလို့အိမ်လေးကို follow လုပ်ခဲ့ဖို့မမိပါနဲ့အဲ့လိုမျိုးတ